ခုနှစ်ရက်လောက်အစာငတ်နေတဲ့တထောင်စာကပတ်စံလေး6ချက်ကိုစုဖို့မလွယ်ပါဘူး။ပါမုတ်ဝယ်စားမလို့ပြင်နေတော့မမျောလင့်ပဲမန်နေဂျာရဲ့နှာခေါင်းရှုပ်တာကိုခံလိုက်ရပါတယ်။သူ့ရဲ့ဆိုင်ကိုညစ်ပတ်စီတယ်ဆိုပြီးတော့ချက်ချင်းထွက်သွားခိုင်းနေ။တထောင်စာလည်းအဲ့လိုကြားရတော့သူ့ပတ်စံပေးပြီးသူ့ကိုဘာမှမယောင်ရသေးဘူးလို့ပြောရှာပါတယ်။ဒါပေမဲ့မမျောလင့်ပဲမန်နေဂျာကကြာချင်းမှာပဲငကူက6ချက်ရေးထားတဲ့မီနူကို10ချက်ဆိုပြီးတော့ပြောင်းလိုက်ပါတယ်။အခုဈေးတက်သွားပြီးမင်းဝယ်လို့မရတော့ဘူးလေးလို့ရပြီလို့ပြောလိုက်ပါတယ်။ဒီလိုနဲ့တထောင်စာကပတ်စံလေးကိုယူပြီးတော့အရှုံးပေးပြီးတော့ထွက်လာရပါတော့တယ်။တထောင်စားထွက်သွားပြီးတဲ့နောက်မှာတော့မန်နေဂျာကကောင်လေးကိုနောက်ကျရင်အမိုက်ပုံနဲ့လှုပ်ပြမဲ့ပါမုတ်တွေကိုတော့တထောင်စားကိုရောင်းဖို့မလုပ်နဲ့လို့သတိပေးလိုက်ပါတယ်။နောက်တစ်ခေါက်သူဒီလိုထပ်တွေ့ရင်ဒီကားနေထွက်သွားရမယ်လို့ပြောလိုက်ပါတယ်။ဒီလိုနဲ့ကောင်လေးလည်းမတက်နိုင်တဲ့အစုံမှာကောင်းမဲညှိလိုက်ရတယ်။မကြခင်မှာပဲညရောက်လာပါတယ်။ကောင်လေးလည်းတန်ရှင်းရေးလုပ်ပြီးတော့အလုပ်ဆင်းမှုပြင်နေချိန်မှာအဲ့ဒီအချိန်မှာပဲမန်နေဂျာရုတ်တရက်ပေါ်လာပြီးသူ့ကိုရောင်းမကုန်တဲ့ပါမုတ်တွေအမိုက်ပုံနဲ့သွားပစ်ဖို့ပြောလိုက်ပါတယ်။ဒါပေမဲ့မမျောလင့်မဲနဲ့သူပါမုတ်တွေလွတ်ပစ်တော့မဲ့အချိန်မှာတထောင်စားကအမိုက်ပုံတွေကနေအစာရှာနေတာကိုရုတ်တရက်တွေ့လိုက်ရတယ်။တထောင်စားလေးကဒီလောက်တနာစရာကောင်းနေတာကိုတွေ့ရတော့ကောင်လေးကလက်ထက်ကပါမုတ်တွေကိုတစ်ချက်ကြည့်လိုက်တုံဆိုင်နေလိုက်နေနောက်ဆုံးမှာတော့တထောင်စားကိုပါမုတ်တွေပေးလိုက်ပါတယ်တထောင်စားကဒီလောက်များတဲ့ပါမုတ်တွေကိုတွေ့တော့ကောင်လေးကိုဒုက္ခပေးမိသလိုဖြစ်မယ်လို့တွေးပြီးတော့ပြန်ပေးလိုက်ပါတယ်ဒါနဲ့ကောင်လေးကကိစ္စမရှိပါဘူးလို့ပြောပါတယ်ဒါတွေကငကိုတွေကလှုပ်ပြစ်မဲ့ဟာတွေပဲလို့ပြောပါတယ်တထောင်စားကအမြန်မဲကောင်လေးကိုကျေးဇူးတင်လိုက်ပါတယ်နောက်တော့တထောင်စားကသူ့ရဲ့အပေါင်းဖော်တွေကိုပါပါမုတ်ခွဲပေးလို့ရမလားလို့ကောင်လေးကိုမေးလိုက်ပါတယ်ကောင်လေးကလည်းကြာချင်းမှာပဲအရန်ကိုဝမ်ပန်းတသားနဲ့မင်းကမင်းရဲ့အပေါင်းဖော်တွေကိုမမေ့သေးဘူးပဲဆိုပြီးနောက်ကျရင်အပေါင်းဖော်တွေနဲ့အတူတူလာခဲ့ငါရောင်မကုန်တဲ့ပေါင်းမုတ်တွေအားလုံးမင်းတို့ကိုပေးမယ်လို့ပြောလိုက်ပါတယ်နောက်နေ့ညရောက်တော့ကောင်လေးကသူကတိအတိုင်းရောင်မကုန်တဲ့ပေါင်းမုတ်တွေအားလုံးကိုတထောင်စားတွေကိုပေးလိုက်ပါတယ်အဲ့ဒီချိန်တုန်းကကောင်လေးကဒီကုသိုလ်ကောင်းမှုကြောင့်သူ့ရဲ့ဘဝဟာတောင်းလို့စရာကောင်းအောင်လို့ပြောင်းလဲသွားလိမ့်မယ်ဆိုတာမသိခဲ့ပါဘူးတလားကြပြီးတဲ့နောက်ကောင်လေးကအဲ့တဲ့ကိုကော်ဖီချပေးပြီးချင်းမှာပဲအဲ့တဲ့ကမင်းတို့စီယာထက်တန်စွာနဲ့တထောင်စားတွေကိုကူညီနေတဲ့သူမရှိဘူးဆိုပြီးချီကျူးတာကိုခံလိုက်ရပါတယ်။ဒါပေမဲ့မမျောလင့်တာပဲနဲ့သူတို့စကားပြောနေတာကိုမန်နေဂျာကြားသွားပါတယ်။နောက်တော့မန်နေဂျာကရှေ့ထွက်လာပြီးတော့အဲ့တဲ့ကိုဘယ်လိုလုပ်တည်တာလဲလို့မေးလိုက်ပါတယ်။အဲ့တဲ့ကလည်းဒီကောင်လေးကညာတိုင်းတထောင်စားတွေကိုပမောဝေပေးနေတာကိုလူတွေကလိုင်းပေါ်မှာတင်ထားကြောင်းပြောပြလိုက်ပါတယ်။မန်နေဂျာလည်းကြာချင်းမှာပဲချက်ချင်းပဲဖုန်းကိုဖွင့်လိုက်ပြီးတော့လိုင်းပေါ်တက်ကြည့်လိုက်တော့ကောင်လေးကလိုင်းပေါ်မှာနာမည်ကြီးနေတာကိုတွေ့လိုက်ရပါတယ်။အလုံးနဲ့မန်နေဂျာကဒေါသထွက်သွားပြီးတော့ကောင်လေးကိုလှမ်းခေါ်လိုက်ပြီးတော့သူ့ကိုအလုပ်ဖြုတ်လိုက်ပြီးလို့ပြောပါတယ်။ဒါအပြင်သူတထောင်စားတွေကိုပေးခဲ့တဲ့ပါမုတ်တွေရဲ့ကုန်ကြစရိတ်ကိုလည်းသူ့ရဲ့လားစာတွေကနေနှုတ်မယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာရုတ်တရက်တတိရောက်လာပါတယ်။တတိကလိုင်းပေါ်ကနေသူတို့ဆိုင်ကပါမုတ်တွေဝေပေးနေတဲ့ဗီဒီယိုကိုတွေ့လိုက်ရတယ်လို့ပြောပါတယ်။မန်နေဂျာကကြာချင်းမှာပဲကောင်လေးကိုလာဆူတယ်လို့ပဲထင်လိုက်တယ်။မန်နေဂျာကတတိကိုအဲ့ဒါကကောင်လေးဟာသူ့ဟာသူလုပ်တဲ့အရာဖြစ်ပြီးသူနဲ့ဘာမှမဆိုင်ကြောင်းပြီးတော့သူကောင်လေးကိုအလုပ်ဖြုတ်လိုက်ပြီးဖြစ်ကြောင်းနဲ့နောက်ကြရင်ဒီလိုကိစ္စမျိုးထပ်မဖြစ်စေရဘူးဆိုတဲ့အကြောင်းအမြန်ရှင်းပြပါတော့တယ်။ဒါပေမဲ့မမျော်လင့်ပဲတတိကဒီလိုရက်ကိုအလွန်လေးစားကြောင်းပြောလာပါတယ်။ဘာလို့လဲဆိုတော့ကောင်လေးရဲ့စိတ်ထားကောင်းမှုကြောင့်သူတို့ရဲ့ဆိုင်ကိုလိုင်းပေါ်မှာဆွေးနွေးပြောနေကြတာတွေအများများပါတယ်။ဒါကဆိုင်ကိုနာမည်ကြီးလာအောင်လုပ်ပေးနိုင်တဲ့အခွင့်အရေးဖြစ်ပါတယ်။ဒါပေမဲ့မမျော်လင့်ပဲမန်နေဂျာကဒီတထောင်စားတွေကမျိုးတွေကပေါက်လို့ပေးစားတွေပဲဖြစ်ပါတယ်။ဒီလိုသာဆိုရင်တထောင်စားတွေကျွန်တော်တို့ဆိုင်ထဲလာစုလိုက်မယ်လို့ပြောပါတယ်။တတိကလည်းမန်နေဂျာစီကဒီလိုစကားမျိုးပြောထွက်လိုက်မယ်လို့မထင်ထားခဲ့ဘူးတတိကချက်ချင်းပဲမန်နေဂျာကိုအလုပ်ဖြုတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒီလိုကြတော့မန်နေဂျာကမယုံနိုင်ပါဘူးသူကိုအခွင့်အရေးလေးနောက်တစ်ခေါက်လောက်ပေးပါလို့ချက်ချင်းပဲတတိကိုတောင်းဆိုလိုက်ပါတယ်ဒါပေမဲ့တတိကထပ်ပြီးတော့ပြောင်းပေးဖို့မဖြစ်နိုင်တော့ဘူးလို့ဆုံးဖြတ်ထားတယ်ဘာလို့ဆိုတော့သူ့မှာပို့ပြီးတော့ကောင်းတဲ့သူရှိနေပြီမို့လို့ပဲဖြစ်ပါတယ်အဲ့ဒါကတော့စိတ်နှလုံးသားကျင်နာတဲ့ကောင်းလေးပဲဖြစ်ပါတယ်နောက်ဆုံးမှာတော့ကောင်းလေးကသူမရည်ရွယ်ပဲလှုပ်လိုက်တဲ့ကုသိုလ်ကြောင့်တံပြန်တိုက်ရောက်မှုကိုရရှိလိုက်တာပဲဖြစ်ပါတယ်